ဆရာတို့ဂျာနယ်ပေါ့နော်ဒီစာဆောင်လေးလာတဲ့ performance စာဆောင်လေးနော်အဲ performance စာဆောင်လေးကတမတ်တန်လေးဒီမှာနော်ဆရာတို့ဒီမှာဇူလိုင်လအတွက်ပေါ့နော်ဇူလိုင်လအတွက် chapter 3 4ရဲ့ဟာလေးတွေကဆရာတို့တမတ်တန်လေးတွေအရင်သွားပါမယ်ဒီတမတ်တန်လေးဒီမှာဆရာတို့ပထမဆုံးနော်နံပါတ်1မှာ the equation of the plane နဲ့ containing the point အဲ့တော့ the equation of the plane containing the point အဲ့တော့ equation of the plane ကတဲ့ containing the point ရဲ့အမှတ်လေးပေးထားပါတယ်and parallel to the yz plane ပြောနေတော့ yz plane နဲ့ဆရာတို့ပြိုင်နေတယ်အဲ့တော့ yz plane နဲ့ပြိုင်နေဆိုတော့ဆရာတို့ဒီမှာ h ရယ် y ရယ် z ရယ်အဲ့တော့ yz plane နဲ့ပြိုင်နေဆိုတော့ဆရာတို့ဒီလိုမျိုးလေးဆွဲလိုက်မှာเนาะဒါ yz plane ပေါ့နော် yz plane နဲ့ပြိုင်တာဆိုတော့ဒီဘက် channel လေးမှာဆရာတို့ရှိလိမ့်မယ်เนาะသူ့ရဲ့ဟို plane လေးอ่ะเนาะဒီဘက် channel လေးမှာရှိလိမ့်မယ်အဲ့ဒါဒီလိုမျိုးပြိုင်နေပေါ့เนาะ yz plane လေးနဲ့ပြိုင်နေကဲဟုတ်ပြီအဲ့တော့ yz plane နဲ့ပြိုင်နေဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ဆရာတို့ရဲ့ equation of the plane ဒီ containing the point ဒီ point ပြိုင်တဲ့အမှတ်က2.3.4အဲဒီကောင်ပြိုင်နေပေါ့အဲ့တော့ yz plane မှာပြိုင်နေဆိုရင်ဆရာတို့ရာဒီမှာဒါကြီးကိုပြရတာရှင်းမရှင်းပါဆိုတော့เนาะဒီမှာပယ်လေလေးတစ်ခုပြပါမယ်ဟို hy plane လို့ထားလိုက်တော့ hy plane မှာဆိုရင်ဒီမှာရှိတဲ့အမှတ်လေးတစ်ခုရှိမယ်အော်မှာရှိတဲ့အမှတ်လေးတစ်ခုရှိမယ်အောက်မှာရှိတဲ့အမှတ်ကနမူနာပေါ့เนาะ1 2 3လို့ထားလိုက်ပါ hy plane လို့ပြောတဲ့ကြောင်အပေါ်မှာ h နဲ့ y နဲ့တူပါမယ်ဒါပေမဲ့ဘာတောင်မတူလဲဆိုတော့ z တန်မိုးမတူပါဘူးဟုတ်ပြီနော်ဆိုရင်ဒီရောက်မှာက1 2 0ပြောတာနော်hy plane ဆို z တန်မိုး0ဒါဆိုရင်အပေါ်မှာရှိတဲ့တန်မိုးလေးကဆရာတို့ကဟာလား z တန်မိုးလေးကမတူရပါဘူးပြောနေတော့0တော့မဟုတ်တော့ဘူးနော်ဒီမှာ hy plane မှာဆို z တန်မိုး0နော်ခုနဆရာ1 2 3ဆိုမှားရေးလိုက်တယ်နော် z တန်မိုး0ဖြစ်တဲ့ကြောင်အပေါ်မှာကတော့ဆရာတို့ကဟာလားအမှတ်တစ်ခုရှိမယ် z တန်မိုးတစ်ခုရှိမယ်အဲ့ဒီသဘောပါပဲဒီမှာလဲ yz plane လို့ပြောတဲ့အတွက်ကြောင့်မလို့ဆရာတို့က h တန်မိုးလေးက0ကနေပြီးတော့2ထိသွားရတဲ့ကြောင့်မို့အဖြေလေးက A ယူရပါမယ်เนาะနံပါတ်1လေးရဲ့အဖြေက A ပါကဲနံပါတ်2လေးမှာ the equation of the plane ဒီကောင်လဲခုနကတော့အတိုင်းပါပဲအဲ့တော့သူ့ကိုလည်းကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ဟာက equation of the plane hz plane ဖြစ်တဲ့အတွက်ကြောင့်မလို့ y ကိုဒီလိုယူပေးရပါမယ်ဟုတ်ပြီနော်ဒီမှာ y ကိုဒီပါယူမလဲဆိုတော့2လို့ယူပါမယ်ဘာလို့လဲဆိုတော့ y နေရာမှာ2ပါဆရာရဲ့အမှတ်က h, y, z ပါဟုတ်ပြီနော်အဲကြောင့် y နေရာမှာ2ပါနော် y တန်မိုးလေးက 3ပေါ့နော်အပေါ်မှာ h တန်မိုးလေးက2ပါနံပါတ်3 the equation of the h plane လို့ပြောတဲ့အတွက်ကြောင့်မလို့ဆရာတို့ရဲ့ equation h plane မှာဆိုဘာတန်မိုးက0ဖြစ်မလဲဆိုတော့ z တန်မိုးက0ဖြစ်ပါမယ်နံပါတ်3က b ပါနံပါတ်4 the equation of the hz plane မှာဆိုရင် y ရဲ့တန်မိုးက0ဖြစ်ပါမယ်အဲ့တော့ c ရပါမယ်နံပါတ် C the equation of the yz plane မှာဆိုတော့ h ရဲ့တန်မိုးက0ရပါမယ်နံပါတ်5ရလဲ c ဖြစ်ပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာအမှတ်လေးတွေရေးပေးထားအဓိကတော့ဒါ exercise 3.1 ဆက်စပါเนาะအဲ့ဒီဘိုင်းမှာရှိတဲ့အပိုင်းလေးမှာရှိတဲ့ဟို theory လေးတွေကိုရှင်းပြတဲ့သဘောပါเนาะတွက်ခိုင်းတဲ့သဘော9ပြီးတော့ခဏလေးเนาะဒီမှာ14ဆက်အောင်ဒီမှာ6ကဲဟုတ်ပါပြီเนาะဒီမှာ6လေးမြင်ရမယ်ထင်ပါတယ်เนาะဒီလေးကြည့်လိုက်မယ်နော်နံပါတ်6လေး one of the point of the h plane နဲ့ဒီတွေကအမှတ်တစ်ခုပါတဲ့ h plane ရဲ့အမှတ်ဖြစ်တယ် h plane မှာဆိုရင် z ရဲ့တန်မိုး0ပါအဲ့တော့ z တန်မိုး0ရှိတဲ့အမှတ်နံပါတ်6က d ရပါမယ် which of the following point lies on the yz plane ပေါ်မှာရှိရဆိုရင် h ရဲ့တန်မိုး0ဖြစ်ပါမယ်ဒါဆိုရင်ဒီ abcd ထဲမှာ h ရဲ့တန်မိုး0ဖြစ်တဲ့အမှတ်လေးရှားပါမယ်ဟုတ်ပြီနော်နံပါတ် A ရပါမယ်နံပါတ်8 the intersect the cut off by the planeဒီ plane ကိုဖြတ်သွားတယ်တဲ့ on the hr တဲ့အဲ့တော့အောက်မှာပြတဲ့ plane လေးကိုရေးမယ်နော် 2h - y + z = 5ဒီကိုဖြတ်သွားတယ်တဲ့ h လေးတဲ့နော်ဒီကိုဖြတ်သွားတဲ့ h ကဲဟုတ်ပြီဒီကိုဖြတ်သွားတဲ့ h ဆိုရင်ဆရာတို့ကဒီနေရာမှာကြည့်ရမယ့်ချက်ရှိပါတယ်အဲ့ဒါကဘာကြည့်ရမလဲဟုတ်ပြီနော်အဲ့တော့အဲ့ဒါကဘာကြည့်ရမလဲဆရာတို့ဒီနေရာမှာဒီ h ကိုဖြတ်သွားတဲ့ဟာလေးဆိုတော့သဘောတရားဒါ plane ပေါ့နော် plane equation လေးရေးတယ်နော် plane equation က 2h - y + z = 5ပါနော် + z = 5ကဲဟုတ်ပြီဒါဆိုရင်အဲ့တော့ဒီမှာ the intersect cut off the plane ဒီ plane ကိုဖြတ်သွားမယ်နော် intersect ဖြတ်သွားမယ် 2h - y + z = 5 on the h အဲ့တော့ဘယ်ဝင်ရိုးဘယ်အမှတ်ပေါ်ဖြတ်မလဲပေါ့နော်ဒါလေးကိုမေးတာဒါဆိုရင်ဆရာတို့ဒီနေရာမှာတစ်ချက်ကြည့်ရမယ့်အချက်ရှိတယ်အဲ့ဒါကဘာလို့ရမလဲဒီ h.z ဆိုတဲ့အမှတ်လေးဟုတ်ပြီနော်ဒီအောက်မှာပေးထားတဲ့တန်မိုးလေးတွေက h.z ရဲ့တန်မိုးကိုပေးထားတာကဲဟုတ်ပြီဒါဆိုရင်ဒီ h.z ရဲ့တန်မိုးနံပါတ် A လေးကိုကြည့်မယ်နော်5
5/2, minus 5,5 အဲ့ဒီကောင် h ပိုင်းစမှာအစားသွင်းကြည့်မယ်အဲဆိုတော့2 into 5/2 minus 5 plus 5ပါအဲဆိုရင်2နဲ့2နဲ့ကြည်သွားမယ်5 plus 5 plus 5ရပါမယ်ဟုတ်ပြီနော်2နဲ့2နဲ့ကြည်သွားမယ်5 plus 5 plus 5ရမယ်ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ကအကုန်လုံးဘယ်လောက်ရမလဲဆိုတော့15ရပါမယ်ဒီမှာတော့ဘယ်လောက်ပြောတာလဲ5ပြောထားတယ်ဒါဆိုရင်နံပါတ် B လေးကိုဆက်ကြည့်ပါမယ်နံပါတ် B လေးမှာ2 into 5/2 minus 5ပြီးတဲ့အခါမှာ plus 5ပါဒါဆိုရင်ဆရာ2နဲ့2နဲ့ကြည်သွားမယ် plus 5 minus 5ကြည်သွားမယ်အဖြေ9ရပါမယ်ခဏထားရမယ်နော်နောက်ထပ်တစ်ပုဒ်ဆက်ကြည့်ပါမယ်နောက်တစ်ပုဒ်က2 into minus 5/2အမှတ်လေးထည့်မယ်ပြီးတော့ရင် minus 5 plus 5ပါနော် z နေရာမှာ h နေရာမှာစတယ်အဲ့တော့2နဲ့2နဲ့ဒီကောင် plus 5 minus 5 သူ minus 5ရပါမယ်ပြီးတော့နံပါတ် D ကတော့ none of this ဆိုတော့เนาะမရှိဘူးလို့ပြောတယ်ဒါဆိုရင်ကျတော့ h y z ကိုအစားသွင်းလိုက်တဲ့အခါမှာပြန်ပြီးတော့ပြည်လေတဲ့တန်ဖိုးဟုတ်ပြီနော်အဲ့တော့ပြန်ပြီးပြည်လေတဲ့တန်ဖိုးကကျတော့ဘယ်လောက်လဲဆိုတော့ B ရပါမယ်ရပြီနော်အဲ့တော့ပြန်ပြီးပြည်လေတဲ့တန်ဖိုးတွေကကျတော့ဘာရမလဲဆိုတော့ B ရပါမယ်ဟုတ်ပြီနော်အဲ့တော့ဒါအစားထိုးတီးလေးနဲ့တွက်တာကတော့ဆရာတို့တွက်တာအမြန်ဆုံးနဲ့အလွယ်ဆုံးပေါ့နော်ချက်တာတွေဟိုဟာဖြစ်တာတွေလိုက်ရှာနေရမယ်ကဲနောက်တစ်ခုနံပါတ်9 the equation of the plane နဲ့ through 1,2,3 တဲ့ to the pair လေအဲ့တော့သူက equation of the plane အဲ့ plane နဲ့ပြိုင်နေပေါ့နော်အဲ့တော့ဒီမှာဆရာတို့အောက်မှာ plane တစ်ခုရှိမယ်အပေါ်မှာ plane တစ်ခုဆွဲလိုက်မယ်အဲ့တော့ပြိုင်နေနော်ပြိုင်တဲ့အခါမှာကျတော့ plane တစ်ခုပြိုင်နေအောက်က plane ရဲ့ equation ပေးထားတယ် 3h plus 4y minus 5z equal to 0ပါအပေါ်ကequation ကိုဆရာတို့ကရှာခိုင်းပါတယ်အဲ့ဒီ equation ထဲမှာပါတဲ့အမှတ်လေးက 1,2,3 ပါဒါဆိုရင်ဆရာတို့က equation ရဲ့ plane ရဲ့ equation က aa plus by plus cz equal to d ပါဟုတ်ပြီနော်ဒီနေရာမှာ abc ကိုအမြန်ဦးဆုံးယူမယ်ဆိုရင်ဆရာတို့အောက်က plane ရဲ့ abc ကဒီမင်းကြောင်းရဲ့ direct value abc နဲ့တူတဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးနဲ့ယူပြီးတွက်သွားရပါမယ်တကယ်လို့ဆရာတို့ဟုတ်လား3မှတ်တန်နေပါရင်မှာ theory ကပြောမယ်ဆိုရင်တော့ဆရာတို့ဒီမှာအမှတ်လေး3မှတ်ရှိတယ်အဲ့ဒီအမှတ်3မှတ်ကမြင်းတစ်ဖြောင်နဲ့မကြောက်ဘူးဒါဆိုရင်ဆရာတို့ကဘာဖြစ်မလဲဆိုတော့ဒီကောင်လေးကဘာရမလဲဆိုရင် plane လေးဖြစ်မယ်အဲ့ဒီ plane လေးကိုဆရာတို့ကဒေါင်းမက်လေးတစ်ခုကြအောင်ဆိုမင်းကြောင်းတစ်ကြောင်းထောင်လိုက်မယ်အဲ့ဒီမင်းကြောင်းကဒီမင်းကြောင်းကိုလည်းဒေါင်းမက်ကြတယ်ဒီမင်းကြောင်းကိုလည်းဒေါင်းမက်ကြပါတယ်ဒီပုံစံလေးကိုဆရာတို့ကအလွယ်သိကျင်နေဆိုရင်ဗလာစာအုပ်ပေါ့နော်တောက်ပြီးလို့ဗလာစာရွက်မှာမြင်းလေးနှစ်ကြောင်းဆွဲလိုက်ဆွဲပြီးတော့ဒီမင်းကြောင်းလေးရဲ့အပေါ်မှာဘောပင်လေးထောင်ထားလိုက်အဲ့ဒီဘောပင်လေးကဒီမင်းကြောင်းကိုလည်းဒေါင်းမက်ကြတယ်ဒီအောက်ကမင်းကြောင်းကိုလည်းပါပန်ဒီကူလာဒေါင်းမက်ကြပါတယ်အဲ့ဒီသဘောနဲ့ယူတာနော်ဒီမှာတော့ဆရာတို့အမြန်လေးနဲ့ပဲပြောမယ်အဲ့တော့အမြန်လေးနဲ့ပဲဆရာတို့တမတ်တန်ဆိုတော့နော်အမြန်စဉ်းစားပြီးတွက်သွားတဲ့ပုံစံပေါ့အဲ့ဆိုတော့ ABC ကဒီနေရာမှာ 3h plus 4y minus 5z equal to d ရမယ်ဟုတ်ပြီနော်ဒီလိုမျိုးသွားမယ်အဲ့တော့ဒီနေရာမှာ parallel plane လို့ပြောဒီလိုအမြန်လိုက်လို့ရတယ်ပြီးတော့ဒီတန်မိုးရှာဒီတန်မိုးဘယ်လိုရှာမလဲဆိုတော့လိုတဲ့ plane ဆရာတို့ဒီမှာဟိုပါဘောနော်ဖြတ်သွားတဲ့ plane ပေါ့အဲ့ဖြတ်သွားတဲ့sorry အဲ့ plane မှာရှိတဲ့ဖြတ်သွားတဲ့အမှတ်လေးကိုအစားသွင်းနိုင်ရပြီ3h နေရာမှာ1 4y နေရာမှာ2 5z နေရာမှာ3 equal to d ရပါမယ်ဒါဆိုရင်3 plus 8 minus 15 equal to d ပါ d equal to အဲ့ဒီအောင်ဘယ်လောက်ရမလဲ17ဆိုတော့ minus 4ဟိုဘက်သွားတော့ plus 4ရမယ်ဒါဆိုရင်ဆရာတို့ကဒီနေရာလေးမှာ4လေးရေးလိုက်တယ် 3h plus 4y minus 5z equal to 4ပါအဲ့ဒီဖြေလေးကြည့်ပေါ့နော်အဲ့ဖြေလေးကတော့မရှိဘူးဆိုတာဟိုလိုမရှိတာကိုပြောတာနော် platform မရှိ platform ဒီဘက်လာတော့ minus 4ဖြစ်မယ် 3a plus 4y minus 5z minus 4 equal to 0ပါဟုတ်ပြီနော် 3a plus 4y minus 5z 3a plus 4y minus 5z minus 4ပေါ့နော်ဟုတ်တယ်မလားsorry minus 4ရတာဗော sorry minus 4နော်ဆရာမှားတာပါဆရာမတော့ sorry เนาะတပည့်မှာတော့ပြောတည်ဟဟလားအဲ့တော့17တွေကနေပြီးတော့15နှုတ်တော့ minus 4ပါအဲ့တော့ minus 4เนาะဟိုဘက်ပြောင်းနေရမလို့เนาะ minus 4ဒီဘက်လာတော့ plus 4ရမယ် 3a plus 4y minus 5z plus 4 equal to 0ပါဒါဆိုရင်ဆရာတို့ရဲ့အဖြေက C လေးရပါမယ်ဟုတ်ပြီเนาะ C လေးရပါမယ်ကဲနံပါတ်10နံပါတ်10က the Cartesian equation of the plane နဲ့เนาะ which passes through the pointဒီမှာခုနကတော့အတိုင်းပဲပေါ့နော်ဖြတ်သွားတယ်ဒါပေမဲ့ तू က n နဲ့ perpendicular to the line with directed values တဲ့
ဟုတ်ပြီနော် perpendicular to the line with direct value ဆိုတော့ဒီနေရာမှာ direct value တွေက angle bracket လေးနေပေါ့နော်ဒီလိုမျိုးလေးသွားရမှာပေါ့နော်တော့ direct value လို့ပေးထားတာနော် with direct value perpendicular line ရဲ့ direct value ပေးထားတာ angle bracket လေးနေဖြစ်ရအောင်ကဲဟုတ်ပြီဒါဆိုရင်ねဆရာတို့တွေကဒီမှာရှိတဲ့ကောင်ကိုတဲ့ဘယ်လိုရှာမလဲတဲ့အဲ့တော့ခုနကတော့ပြောသလိုပဲသူက plane ဆရာတို့ plane ရှိမယ် plane ကိုမြင်းချောင်းတစ်ချောင်းမှာဘာဖြစ်မလဲတောင်းမှကြမယ်ဟုတ်ပြီနော်အဲ့ဒီ plane မှာဖြတ်သွားတဲ့အမှတ်လေး 5,2,-4 ဒီမြင်းချောင်းရဲ့ direct value က 2,3,-1 ခုနကတော့အတိုင်းပဲပြန်ပြောမယ်ဆိုရင်ဆရာတို့က 2h plus 3y minus z equal to d ပေါ့ဒီနေရာမှာ5 2 minus 4 sorry h နေရာမှာ5 y နေရာမှာ2 z နေရာမှာ minus 4စားသွင်းမယ်2 into 5 plus 3 into 2 minus 4 equal to d ဒါဆိုရင်10 အပေါင်း6အပေါင်း4ဟုတ်တယ်နော်ညီမရင်း d ဆရာမားလားမှန်လားကြည့်အောင်20ဟုတ်ပြီနော်ဘယ်လောက်ရလဲ20ရမယ်ဒါဆိုရင်ဆရာတို့ကဒီနေရာမှာ20စားသွင်းမယ် 2h plus 3y minus z equal to 20ဆိုတော့ဒီမှာအဖြေက b ရပါမယ်ရမယ်နော်နောက်နေ့ကျမှကျွန်တော်ဆက်တင်ပေးမယ်နော်ဒီမှာစာသင်ချိန်လေးနဲ့နော်ဆရာအရင်ဆက်သွားလို့နော်ဒီမှာပဲရက်လိုက်ပါမယ်နော်